ဒီလိုမိမမျိုးနဲ့တွေ့နေတော့ယောက်ျားလေးတွေရဲ့ဘဝမတွေ့ရစရာပဲကြည့်တာဗီဒီယိုဆုံးအောင်ကြည့်နော်တခြားကြည့်တာဒါဘာလို့မလဲတော့မသိဘူးသူထက်ကပြန်ကြည့်နေယောက်ျားထောင်းစေးတော့ချင်းရောက်ပြီထားစေးတော့ချင်းရောက်ပြီလို့ထားစေးတော့ချင်းရောက်စေးတော့လားဟုတ်ဘူးလေ what ဟောမလားစေးတော့မှာတခြားကြည့်တာနော်ကျမကြီးကကောင်းတယ်ဒါပေမဲ့ဟိုကဆေးတိုင်မှာဗာသေးတိုင်မလဲတော့မသိဘူးကိုနေကောင်းတယ်လေဘာလို့စေးတော့စရာမလိုနေကောင်းလို့ပဲဒီလောက်နေ့စဉ်နဲ့အမြအလုပ်တောက်ရှစ်လုံးနေဘာလို့စေးတော့မှာတော့ဘယ်စေးတော့ရှင်လည်းတုံးပါရှင်နေမကောင်းမှစေးတော့ရလေရှင်ဘယ်သူကပြောတော့ရှင်ပြောသားတော့တကယ်တော်တာပဲသိခေကြီးထဲမှာလေဒီပဲနေမကောင်းမဖြစ်ပဲနဲ့စေးတော့မှာတဘောကြီးပဲကဲတော်ဘာပြောသားလို့ရှင်အားစီတိုက်ဖို့နေမှာဗာဒါသူစေနာနဲ့နှိုးပြီးတိုက်တယ်ဆိုကြတာအားစီတိုက်ဖို့ဖြစ်မှာပါအောက်ဆိုတော့ပါအဲ့တော့မနေမှာနဲ့ကျော့တော့ဟိုကကျွန်တော်တော့ဖြစ်နေအကောင်းကြီးဆေးတယ်ဆိုသူစဉ်းစားလို့မရဘူးဘာစေးတော့အင်းမိတ်စားလေးပဲဒီနေ့ဒီမှာလာဒီမှာဘာလို့တဲ့အိတ်တွေပါဆွဲထားလဲဒါလားတူတင်ကားပေါ်ထားလေ what တူတင်ကားဝင်လာနည်းနည်းတော့ထူးဆန်းနေဘယ်နည်းနည်းတော့ထူးဆန်းနေဘာအတွက်တိုက်လို့တိုင်မှန်းလည်းမသိဘူးဟုတ်ပါပြီဟုတ်တယ်ကျိုးတင်ကာပွေးထားတာဆိုတာလူရဲ့လက်တွေကဒီဟိုနေရာထိဒီနေရာကိုင်းအဲ့ခါကျတော့ယောဂပေါင်းစုံလက်ပေါ်မှာရှိတဲ့ခါကျတော့ဒီဆေးဘူးကိုင်းလိုက်အဲ့ယောဂတွေဆေးဘူးမှာကတ်အဲ့ဆေးဘူးကတစ်စင်ကိုလက်ကိုကတ်တော့ဆေးလုံးကိုကတ်အဲ့ရနေဆေးလုံးကိုဟိုကတောက်လိုက်တဲ့ခါကျတော့ဘိုက်တော်ဝင်သွားတဲ့ခါအဲ့ယောဂပိုးတွေကကိုယ်ဘိုက်တွေမှာပြန်သွားမှာဆိုလို့ယောဂဖြစ်မှာဆိုလို့ကျိုးတင်ကာပွေးထားတာဒါသူ့ရဲ့အထင်ကိုပြောပြနေပါတော့ဒါစိုးရင်လို့ဒီလိုမျိုးယောဂပုံပွားတွေကုမှဆိုလို့ဒါတိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကထင်းနေတာဟုတ်ပါဘူးရှင်ဘာလဲပြောနေဘာကမဟုတ်သေးဘူးမှုကင်းနေပါလေဖြစ်လို့ရှင်လေကျမလောက်ရကျမဆိုးလို့ကျမလက်စာထုတ်ထားတာလဲပွေရကျမဆိုးလို့လက်စာထုတ်တာမှုကင်းနေပါလေဖြစ်အောင်ထူတော့ထူးဆန်းတယ်နော်မင်းကကိုဘာစက်တိုင်တာမလို့တော့အိုးရှင်ရလေတော့ရှိရပဲတော့ဆက်မြင်တော့စမ်းပါဟာဇုတ်ကိုတိုက်နေပါလေရှင်မြင်တော့အဲ့လောက်ဆိုရင်နည်းနည်းတော့ရိပ်မိသိနေပြီနော်မြင်တော့မြင်ရှုံးလွတ်တယ်အဲ့ဒါမှနှမ်းကြနောက်လူမြင်လာတော့မှသွားပြီ